အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်တိုင်တူဒီ channel နဲ့ပြန်လည်ပြီးကြိုဆိုပါရစေအဲ့တော့ကျွန်တော်မနေ့ဖန်တော့ကိုကျွန်တော်တကွက်ကောင်း site လေးပြမယ်နော်ကျွန်တော် channel ကို subscribe မလုပ်သေးရင် like subscribe လေးလုပ်ထားပေးပါနော်ကျွန်တော်တို့ဒီ3ရယ်ဒီ1ရယ်ဒီ9ရယ်3ကို3လုံးပေါင်းခြင်းဒီ3နှစ်ခန့်5ဒီ5လုံးပိုင်ဒီမှာကျွန်တော်တို့5တစ်လုံးပေးတယ်နော်ပြီးရင်ကျွန်တော်ခုနကကျွန်တော်ရှင်းပြတယ်ကျွန်တော်လည်းဟိုကတော့ဒီ9ရယ်ဒီ2ရယ်ဒီ3ရယ်9နှစ်3လုံးပေါင်းခြင်း3ညနှစ်ခန့်ခွန်လုံးပိုင်ဒီမှာခွန်တစ်လုံးလာပေးတယ်ဒီ3ရယ်ဒီခွန်ရယ်ဒီ3ရယ်3လုံးပေါင်းခြင်း3နှစ်ခန့်5တစ်လုံးကဒီမှာ5လုံးပဲတစ်လုံးလာပေးတယ်အဲ့တော့မနှက်ဖက်ဆုံးဒီ4ရယ်ဒီ9ရယ်ပေါင်းတော့9ဒီ9နဲ့ပေါင်းတော့4ရယ်နှစ်ခန့်2မနှက်ဖက်မှာ2လုံးပိုင်တစ်လုံးဟုတ်ပြီနော်အဲ့တော့ပြီး site ထပ်ပြန်ဒီ1ရယ်ဒီ3ရယ်နှလုံးပေါင်းခြင်းဒီ4ရယ်နှစ်ခန့်2ဒီလေဒီမှာလုံးပိုင်ဆိုဒီမှာ9နှစ်ဆိုပြီးပေါက်ပေးတယ်ဒီ2ရယ်ဒီ3ရယ်နှလုံးပေါင်းခြင်း9နှစ်ခန့်3ဒီမှာခွန်3ဆိုပြီးပေါက်ပေးတယ်ဒီခွန်ရယ်ဒီ9ရယ်နှလုံးပေါင်းခြင်းဒီနှစ်နှစ်ခန့်4ဆိုတော့ဒီက9နဲ့ဒီ4နဲ့5ဆိုပြီးပေးတယ်အဲ့တော့မနှက်ဖန်ဆိုရင်ဒီ9နဲ့ဒီခွန်နဲ့နှလုံးပေါင်းခြင်းဒီနှစ်နှစ်ခန့်4ဆိုတော့နှစ်4အာဒီတကွက်ကောင်းဟုတ်ပြီနော်နှစ်4အာဒီတကွက်ကောင်းပြီးကျွန်တော်အဲ့ဒါလေးတော့ထပ် site ကျွန်တော်ထပ်ချုပ်ပြမယ်ဒီ3နဲ့ဒီ1နဲ့နှလုံးပေါင်းခြင်းဒီ4နှစ်ခန့်2ဒီမှာ2တစ်လုံးပိုင်ဒီ9နဲ့ဒီ3နဲ့ဒီ2နဲ့နှလုံးပေါင်းခြင်း9နှစ်ခန့်3ဒီလေဒီမှာ3တစ်လုံးလုံးပိုင်ဒီ9နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်း2နှစ်ခန့်4ဒီလေဒီမှာ4တစ်လုံးလုံးပိုင်အဲ့တော့မနှက်ဖန်ဆိုဒီ3နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီ8နှစ်ခန့်1ဒီလေလုံးပိုင်မှာဆိုတော့မနှက်ဖန်မှာဆိုရင်2 4ဒီနှစ်ကွက်ကောင်းပေါ့နော်ပြီးကျွန်တော် break line လေးကျွန်တော်ထပ်ချုပ်ပြမယ်နော် break line လေးကဘယ်လိုလာမလဲဆိုတော့ဒီ3ညရယ်ဒီ4ရယ်ဒီ3ရယ်3လုံးပေါင်းခြင်းဒီခွန်ရဲ့နှစ်ခတ်3ညဒီ3ည break ဆိုတော့ဒီမှာ3ခွန်ဆို3ည break ဆင်တယ်ဒီ1ရယ်ဒီ3ညရယ်ဒီ9ရယ်3လုံးပေါင်းခြင်းဒီ6နှစ်ခတ်9 break ဒီမှာ4 5ဆင်တယ်အဲ့တော့မနှက်ဖန်မှာဆိုရင်ဒီ2ရယ်ဒီ3ညရယ်ဒီခွန်ရယ်9နှစ်ခတ်6မနှက်ဖန်6 break ဆိုဒီမှာ2 4နော်ဟုတ်ပြီနော်အဲ့လောက်ဆိုတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နော်ကျွန်တော်လည်းခုလောလောဆယ် like လွှင့်လို့မြင်တော့ရတဲ့ဘာလေးပဲကျွန်တော်ပြပေးရတာပေါ့နော်မိတ်ဆွေတို့ရှင်းမယ်ထင်ပါတယ်ဒီ3 1 9 3လုံးပေါင်းခြင်း3နှစ်ခန့်5ဒီမှာ5တစ်လုံးလုံး9နဲ့3 3လုံးပေါင်းခြင်း3ညနှစ်ခန့်ခွန်ဒီမှာခွန်လုံးမှ3ခွန်3လုံးပေါင်းခြင်း3နှစ်ခန့်5ဒီမှာ5လုံးမှ4 5 5 3လုံးပေါင်းခြင်း4နှစ်ခန့်2မနေ့ကမှ2တစ်လုံးပဲဒီ1နဲ့ဒီ1နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်းဒီ4နှစ်ခန့်2ကလည်းဒီမှာလုံးမိုင်ဆို9နှစ်လို့ထွက်တယ်ဒီ2နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်း9နှစ်ခန့်3ကလည်းဒီမှာ3ခွန်ဆိုပြီးပေါက်ပေးတယ်ဒီခွန်နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်း2နှစ်ခန့်4ကဒီမှာဒီကနှလုံးမိုင်9ရှိတော့9လေးဆိုပြီးပေးတယ်အဲ့တော့မနေ့ကမှဆိုရင်ဒီ9နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီ4ဒီမှာ2 4လုံးမိုင်နောက်ထပ်လုံးမိုင်တစ်စိုက်ကဒီ3နဲ့ဒီ1နဲ့နှလုံးပေါင်းတော့4နှစ်ခန့်2ကလည်းဒီမှာ2လုံးမိုင်ဒီ3နဲ့ဒီ2နဲ့နှလုံးပေါင်းခြင်း9နှစ်ခန့်3ကလည်းဒီမှာ3လုံးမိုင်ဒီ9နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်း2နှစ်ခန့်4ဒီလဲဒီမှာ4လုံးမိုင်အဲ့တော့မနေ့ကဒီ3နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်း8နှစ်ခန့်1ဒီလဲ1လုံးမိုင်တစ်လုံးရှိတယ်ဆိုတော့ဒီမှာက2 1 2 4 1 4ပေါ့ဗျာအဲ့တော့2 1 4ခွေမယ်ဆိုရင်2 1 2 4 1 4ဒီမနေ့ကမနေ့ပိုင်းအတွက်3ခွက်ကောင်းပေါ့နော်ဒါကမနေ့ပိုင်းအတွက်ကျွန်တော်ထုတ်ပြ break ကတော့ဒီမှာ6 breakတကယ်လို့သူ break ကိုကားပြီးထုတ်မယ်ဆို6ဒီမှာကကြောဒီ3ည4 3လုံးပေါင်းခြင်းခွန်နှစ်ခတ်3ညကခွန်3ည break ဆိုရင်ဒီမှာ3ည break ဆင်တယ်1 3ည5 3လုံးပေါင်းခြင်း6နှစ်ခတ်9 6 break ဆိုဒီမှာကျွန်တော်9 break ဆင်တယ်အဲ့တော့မနေ့ကဆို2 3ညခွန်3လုံးပေါင်းခြင်းကို9နှစ်ခတ်6ဆို6 9 break ပေါ့နော်ဒါပေမဲ့9 break ကိုတော့ပဲဟုတ်တယ်6 break ပဲကျွန်တော်ကြိုက်တယ်နော်6 break မနေ့ပိုင်းဟုတ်ပြီနော်အဲ့တော့ဒါကမနေ့ပိုင်းလေးပဲကျွန်တော်နေကုံစာလေးကိုကျွန်တော်ပြပါမယ်နေကုံစာလေးကတော့ကျွန်တော်ဒီမှာပေးထားပါဒီနေ့ဗုဒ္ဓနေ့မှာတော့ကျွန်တော်အဖွဲ့ဝင်တွေကတော့ကျွန်တော်ခွန်9တစ်ခွက်တော့မိရတယ်ဗောနော်ဒါကမနေ့ဖက်အတွက်နေကုံလုံးမှန်ရ1တစ်လုံးမှနေကုံပတ်တိရ6ကိုနော်ကီးခွေရ386တဲ့ကီးခွေ3ကီးခွေမှာဆိုကျွန်တော်ကြိုက်တာက86ကြိုက်တယ်16ကြိုက်တယ်နော်နေကုံထိုးခွက်ဆိုရင်6368 6661 9နဲ့ဆိုရင်9398 96 91เนาะအဲ့ထက်မှာကျွန်တော်ကြိုက်တာက6နဲ့ဆိုရင်ကျွန်တော်ကြိုက်တာက68ကြိုက်တယ်61ကြိုက်တယ်9နဲ့ဆိုကျွန်တော်ကြိုက်တာ98ကြိုက်တယ်91ကြိုက်တယ်
ဟုတ်ပြီနော်အဲ့တော့မနက်ဖြန်နေကုန် break ကကျွန်တော်2 3 4 5 break 2 break 3 break 4 break 5 break ရှိပါမယ်ဗျနော်အဲ့တော့ဒီနေ့ကြားထားတဲ့အပူအလဲပူးမှုကြာနေတယ်မနက်4 5ညနေ9ခွန်အလဲပူးမှု9ပူးမှုကြာရင်3 1 3 9 9 5 4 5 6ဆိုတဲ့အခွေလိုက်ရပါတယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာပမယောကျွန်တော်ထုတ်ပေးထားတယ်6 4 6 5 6 8 9နဲ့ဆို9 4 9 5 9 8လို့ထုတ်ပေးထားတယ်နေကုန်နှစ်ကွက်ကောင်းက1 6နဲ့1 9ပါနော်နေကုန်တစ်ကွက်ကောင်းသည်1 4သည်တစ်ကွက်ကောင်းပါဗျကြာတာကျွန်တော်ရက်ကြိုခံမှန်းပေးတဲ့ပတ်သီးတွေနှလုံး3ရက်စတိုက်ကျွန်တော်မှန်ခဲ့ပါတယ်ကြာတာပရိတောက်ကြမှာဆို4 5ပတ်သီးကိုတတိထားပါကြံ4ချိန်မှာပြန်ကြတဲ့အပူကိုတတိထားပါဗျနော်ဟုတ်ပြီနော်ဒါကနေကုန်စာပေါ့နော်ဒီမနက်ပိုင်းအတွက်မှာကျွန်တော်ထူးခြားတာကျွန်တော်ဗာတွေ့လဲဆိုဒီမှာ9ပိတ်ဒီမှာ9ပိတ်အဲ့လို9ပိတ်ဆောင်းတူရင်4 5 4 6 4ခွန်5 6 5ခွန်ဆိုတာလေအဲ့ဒီ9ခွက်ကိုမွေးပြီးလိုက်ပါလာပါလိမ့်မယ်လောလောဆယ်တော့ဒီကောင်ထွက်ထားတယ်ဒီကောင်ထွက်ထားတယ်ကျွန်တော်တို့မြူးကနန်းကိုတတိထားပေးပါဆိုတော့မနက်ဖြန်မှာပြန်ကြမှတကယ်လို့ကြလာခဲ့ရင်အဲ့ဒီ4 5နဲ့အဲ့ဒီ9ခွန်ကိုတတိထားပါလို့နော်ပြန်ကြဆိုရင်ပြန်ကြပါတော့ကျွန်တော်ဒီမှာရေးပေးလိုက်မယ်နော်ပြန်ကြဆိုရင်4 5နဲ့9ခွန်တတိထားပါအပူးဆိုရင်တော့ဒီမှာ2 break နဲ့4 break ဆိုရယ်ကျွန်တော်ရှိတာဆိုတော့1ပူ2ပူခွန်ပူ6ပူပေါ့နော်1နဲ့6ခွန်အပူပေါ့နော်ကဲအဲ့တော့ကျွန်တော်မိတ်ဆွေများအဆင်ပြေကြမယ်လို့ထင်ပါတယ်ကျွန်တော်ဖုန်းကိုလက်ကကန်ရထားဖြစ်တဲ့အတွက်ဒါကတော့မနက်ဖြန်နေမနက်ပိုင်းအတွက်ဆိုတော့2 1 2 4 1 4ပါเนาะအဲ့3ခွက်တကယ်လို့နေကုန်စားဆိုရင်တော့ဒါလေးရှိပါမယ်ဗျာမိတ်ဆွေများဟုတ်ပြီเนาะကဲအဲ့တော့အားလုံးကျေးဇူးပါဗျ